21ရက်နေ့ယေရှု၏စစ်မှန်သောဖြစ်တည်မှုရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး9ခန်းငယ်18မှ22အခန်းငယ်28မှ36အထိယေရှုသည်ပေတရုယာကုပ်ယောဟန်တို့ကိုခေါ်ပြီးတောင်ပေါ်သို့ကြွ၍ဆုတောင်းတော်မူသည်ဆုတောင်းနေစဉ်မျက်နာတော်သည်ထူးခြားသောအဆင်းရှိ၍အဝတ်တော်သည်ဖြူဖွေးပြောင်လက်နေ၏မောရှေနှင့်အေလိယတို့သည်ဘုန်းအသရေတော်ဖြင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်ထင်ရှားကြလေ၏ဖျားသခင်အလိုတော်ကိုပြည့်စုံစေရမည်ယေရုရှလင်မြို့မှာတတ်ခံရမယ်မောရှေတို့ကွယ်သွားပြီးမှပေတရုကယေရှုအားသခင်ဒီနေရာသိပ်တာရတာပဲကျွန်တော်တို့တဲတုံးလုံးဆောက်ပြရစီကိုရောဘုတ်တဆောင်စကားပြောနေစဉ်မောရှေဘုတ်တဆောင်မိုးတိမ်သည်သူတို့ကိုလွှမ်းမိုးပြီးအေလိယတို့တဆောင်ဆောက်ပြကောင်းကင်မှအတန်တော်မှာဤသူကငါနှစ်သက်မြတ်နိုးရာငါဤချစ်သားဖြစ်တော်မူ၏သူ၏စကားကိုနားထောင်ကြလော့နောက်ကိုဘယ်သူလို့ထင်ကြလဲတချို့ကကိုရောဟာနှစ်ချင်းဆရာယောဟန်တချို့ကြတော့ပရောဖက်အေလိယတချို့ကလည်းပရောဖက်တစ်ပါးပါတရားကပြန်ရှင်တယ်လို့ထင်မြင်နေကြတယ်မင်းတို့တွေကဘယ်သူလို့ထင်ကြလဲကိုရောဟာကယ်တင်ရှင်ပဲဒီအကြောင်းကိုဘယ်သူမှမပြောနဲ့ငါ့ကိုလူတို့ဟာညှင်းဆဲနှိပ်စက်ပြီးအသေးတက်လိမ့်မယ်ဒါပေမဲ့3ရက်နေ့မှာရှင်ပြန်ထမြောက်မယ်နံပါတ်1ယေရှုအကြောင်းဖော်ပြသောနှုတ်ထွက်စကား5မျိုးကအဘယ်နည်းနံပါတ်2ယေရှုငါဘယ်သူလဲလို့မေးတယ်ငါဤတုံ့ပြန်မှုကဘာလဲနံပါတ်3ယေရှုမည်သူဖြစ်ကြောင်းကိုငါသည်သူတစ်ပါးအားဘာပြောနေသလဲ